အပြုံးတွေထည့်ဖြော်ထားတဲ့ကော်ဖီတွေရောင်းပြီးမိဘတွေကိုတစ်လ15သိန်းပို့ပေးနိုင်တဲ့ကော်ဖီကောင်မလေးနွေ့နွေ့လှိုင်ရန်ကုန်မှာနေ့စဉ်နဲ့အမျှဘဝအတွက်ရုန်းကန်လှုပ်ရှားနေကြရတဲ့လူငယ်တွေအများကြီးထဲမှာအပြုံးချိုချိုလေးကြောင့်နာမည်ကြီးလာတဲ့သူကတော့ကော်ဖီသည်လေးနွေ့နွေ့လှိုင်ဖြစ်ပါတယ်။မနက်မိုးလင်းတာနဲ့သွားလာလှုပ်ရှားနေတဲ့လူအုပ်ကြီးကြားထဲမှာနွေ့နွေ့လှိုင်ကသူ့ရဲ့ရွေရှားကော်ဖီဆိုင်လေးကိုစတင်ဖွင့်လှစ်နေပါပြီ။သူ့ရဲ့ထူးခြားချက်ကတော့မျက်နှာပေါ်ကဘယ်တော့မှမပြောက်ကွယ်သွားတဲ့အပြုံးလေးထည့်ဖြော်ပေးတာကြောင့်ရောင်းအားကောင်းနေတာပါ။နွေ့နွေ့လှိုင်ကတော့ကော်ဖီရောင်းတဲ့အလုပ်လေးကိုအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုအနေနဲ့တည်တည်ချာချာကြိုးကြိုးဆဆလုပ်ကင်ပါတယ်။ဒီကော်ဖီသည်မလေးကရန်ကုန်မှာကော်ဖီရောင်းတဲ့ဝင်ငွေနဲ့တင်ရွာမှာရှိတဲ့မိသားစုစီကိုတစ်လငွေ15သိန်းအထိကိုပုံမှန်လွှဲပေးနိုင်တယ်လို့ဆိုပါတယ်။တာမန်ရုံးဝန်ထမ်းတယောက်ရဲ့လစာထက်အများကြီးတန်လွန်တဲ့ပမာဏဖြစ်ကောင်ရန်ကုန်မှာကိုယ်စားဝတ်နေရေးအတွက်တောင်မနှဲရုန်းကန်နေရတဲ့ခေတ်ကြီးမှာသူ့အတွက်ချွေတာပြီးမိသားစုကိုဒီလောက်ထိထောက်ပံ့ပေးနိုင်တဲ့သူပေါင်းဒီလိုများပြားတဲ့ငွေတွေကိုရဖို့အတွက်နွေ့နွေ့လှိုင်ကမနက်2နာရီကလေးကထပြီးငါးစိတွေပွဲရုံတွေကားဆရာကြီးတွေကြားထဲမှာကော်ဖီရောင်းရတာပေါင်းတနေ့ကိုအိတ်ချိန်နေပါပေမဲ့လူအများရဲ့လိုအပ်ချက်ကိုလိုက်ပြီးရောင်းနိုင်သူလေးလည်းဖြစ်ပါတယ်အလုပ်တွေစူးစမ်းနေတဲ့နွေ့နွေ့လှိုင်ရဲ့အဖြစ်ချင်းဆုံးအိမ်မက်ကတော့အဖေကိုကျမ်းမာရေးပြန်ကောင်းစေချင်တာပါရှင်စူးစမ်းရှာဖွေနေတဲ့ငွေကြေးတွေဟာအပျော်ပါးအတွက်မဟုတ်ပဲဖခင်ကြီးရဲ့ကျမ်းမာရေးအတွက်အဓိကရည်ရွယ်နေပါတယ်အမေနေမကောင်းဖြစ်နေတဲ့အချိန်မှာစေဘဝကနဲ့မိသားစုဆောင်ဝင်နေရဲ့အတွက်ရန်ကုန်မှာလာပြီးတော့ရုန်းကန်နေရပါတယ်နွေ့နွေ့လှိုင်အောင်16နှစ်အရွယ်လေးသာရှိသေးပေမဲ့သူ့ရဲ့အသက်အရွယ်မှာတင်ဝင်ငွေအားကောင်းနေပြီဖြစ်ကောင်မိဘပေါ်လဲတိတက်လိမ့်မာတဲ့သူပေါင်းစီးပွားရေးတင်တန်းတွေအကြံပေးတွေမရှိပေမဲ့သူ့ရဲ့အပြုံးလေးတစ်ခုနဲ့ဖောက်တယ်တွေတိုးပါလာစေကကော်ဖီဆိုင်လေးကလည်းပုံမရောင်းအားကောင်းလာခဲ့ပါတယ်ကော်ဖီမာလေးနွေ့နွေ့လှိုင်ရဲ့ရီမန်းထားတဲ့အရာတွေတကယ်ဖြစ်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဂျင်းအပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ